ငုံမျိုးရဲ့အကြီးမားဆုံးနဲ့အစီကားဆုံးဖြစ်တဲ့ရေကြောပွဲစည်းကိုသွားလည်ဖို့စဉ်းစားနေတဲ့သူတွေရဲ့အတွက်ကျွန်တော်ဒီနေ့ကတော့ရေကြောပွဲစည်းကိုသွားလည်ဖြစ်ခဲ့တာလေးကိုပြန်ပြီးတော့ sharing လုပ်ပေးမှာပဲဖြစ်ပါတယ်။ရေကြောဈေးဝယ်ကိုသွားလည်ခြင်းတဲ့သူတွေရဲ့အတွက်ဘာလေးရှိရနဲ့ကျွန်တော်ဘာလေးစားခဲ့လဲဆိုတဲ့အကြောင်းလေးကို sharing လုပ်ပေးမှာမလို့ဗီဒီယိုလေးကိုအဆုံးထိဆက်လက်ဆောင်ကြည့်ပေးပါအောင်နော်။ပွဲစည်းမှာအများဆုံးတွေ့ရတာတော့အခုလိုအကျော်ဆိုင်တွေပေါ့နော်။အကျော်ဆိုင်တွေကိုတော့နေရာတော်တော်များများမှာတွေ့ရပါတယ်။အဲ့ဘာလေးရာသီလဲဆိုရင်တော့မုံတိုင်းချုံငုံကင်ငုံဦးနဲ့အခုလိုမျိုးငုံကြော်တွေတော်တော်များရတဲ့အပြင်မုံလင်မယားနဲ့ရင်းကြီးရောက်တွေအပြင်ဒုတ်ထိုးနဲ့အစာသွတ်တွေဆိုပြီးတော့လည်းတော်တော်ဆုံဆုံရှိပါတယ်နေ့ရောက်ရင်ဗိုင်လေးလေးနည်းနည်းစားလာနဲ့ကျွန်တော်လည်းဘာစားမလဲမသိရနဲ့အခုလိုမျိုးထမင်းမောင်းလေးစားခဲ့ရပေါ့နော်နည်းနည်းလေးရောစောင်းလိုက်ရရဲဆိုပေမဲ့အရသာလေးအဆင်ပြေခဲ့တဲ့အတွက်ဒါလေးကလည်းကျွန်တော်အတွက်တော့အကြိုက်တွေ့ခဲ့ပါတယ်။ဥပမာပါရဲ့ပိုးရှင်းကလေတပွဲဆိုတလောက်လေဗိုက်ပြည့်တာမလို့ကျွန်တော်အတွက်တော့ဒီတပွဲနဲ့နေဗိုက်ပြည့်သွားရပေါ့နော်ဈေးနှုန်းလေးကတော့တပွဲကို8000ပေးရပါတယ်။အနေနဲ့ဆိုရင်တော့ကျွန်တော်ဗာလေးတွေ့လဲဆိုရင်လူသုံးကုန်ပစ္စည်းလေးရဲ့အခုလိုမျိုးကစားရဲ့နေရာလေးတော်တော်များများတွေ့ရပါတယ်။တဲ့အနေနဲ့ကအခုလိုမျိုးကလေးကစားဖို့အတွက်ကစားဖို့နေရာလေးလည်းတော်တော်များရှိပါတယ်။ကျွန်တော်အနေနဲ့ပြောရမယ်ဆိုရင်လေဒီရေကြောပွဲကြီးကလူတော်တော်လေးကိုများပြီးတော့လူတော်တော်လေးလည်းတိုးရပါတယ်။အကယ်၍တိုးတိုင်မှသွားရင်တော့ပို့ပြီးတော့အဆင်ပြေပါတယ်။ရွေးဒီပွဲစည်းလေးကိုသွားမယ်ဆိုရင်တော့ Google Map မှာရေကြောပွဲစည်းဆိုပြီးတော့လည်းရှာလို့ရတယ်လို့ပဇွန်တော်မြို့နယ်အမှတ်ရှိရက်ကွက်မှာရှိပါတယ်။ဒီလေးကလေကျွန်တော်မေးကြည့်ရတဲ့လောက်ဆိုရင်တော့အောက်တိုဘာ9ရက်နေ့ထိရှိရလို့တော့ပြောပါတယ်။ကိုကတော့ရှောက်သွားရှောက်စားပြီးပြီဆိုတော့အိမ်အတွက်မိုးလေးနည်းနည်းဝယ်နေရပါတော့။ဒါဆိုရင်တော့ဒီနေ့ vlog လေးကဒီလောက်ပါပဲ။အားလုံးပဲနောက် vlog တွေမှာပြန်လည်ဆုံတွေ့ကြပါမယ်။